အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးရောကျွန်တော် TikTok FAQ error နဲ့ပတ်သက်လို့ပေါ့နော်ဒီရိုးရိုး TikTok မှာကျွန်တော် FAQ error တက်လာလို့ရှိရင်ဖြည့်ရှင်းတဲ့နည်းပေါ့နော်ဖုန်း reset ချစရာလည်းမလို location တွေလည်းပြောင်းစရာမလိုဘာမှလုပ်စရာမလိုဘဲနဲ့လွယ်လွယ်ကူကူနဲ့ကျွန်တော်ဒီ TikTok ဒီရိုးရိုး TikTok မှာFAQမမိအောင်လုပ်တဲ့နည်းပေါ့နော်ဒီရိုးရိုး TikTok မှာကျွန်တော်မိတ်ဆွေတွေဒီ point လေးရတာရန်လေးရတာကတော့ကျွန်တော်တည်ပြီးသားဖြစ်မှာပေါ့နော်TikTok live မှာတချို့အရင်ကတော့ TikTok live တွေမှာသုံးကြတယ်အခုနောက်ပိုင်းမှာကျွန်တော်ရိုးရိုးကျွန်တော် TikTok မှာတော့မှာ point လေးရတယ်ပေါ့နော်ရိုး TikTok မှာတော့ point လေးရအဲ့ point လေးတွေရန်လေးနဲ့ပြန်ရပေါ့နော်ရတဲ့အချိန်မှာအဲ့ဒါလေးတွေကိုအခုနောက်ပိုင်းမှာ FAQ error လေးမိနေတယ်မိတာကိုကျွန်တော်ဘယ်လိုဖြည့်ရှင်းမလဲပေါ့နော်ရိုးရိုး TikTok မှာ FAQ error မိလာလို့ရှိရင်ဖြည့်ရှင်းတဲ့နည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးသွားပါမယ်ကျွန်တော် channel လေးကတော့နီးပညာနဲ့ပတ်သက်တာတွေအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နီးပညာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးနှိပ်ပြီးကံမှာကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေကြည့်ရှုခြင်းနဲ့ဆိုရင်တော့အောက် subscribe ဆိုတာလေးကိုနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါအဲ့ဒါမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေမိတ်ဆွေတို့ဒီမှာအရင်ဆုံးပုံမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီ TikTok ထဲဝင်လိုက်ပါတော့ရိုးရိုး TikTok အကောင့်ထဲဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒါဒီနေ့စဉ်လှုပ်ဆောင်ချက်တွေယူထားပြီးလို့ပေါ့နော်ကျွန်တော်ပြပေးမယ်じゃအခုဒီမှာမိတ်ဆွေတို့မှမြင်မှာကတော့ကျွန်တော်ဒီ point လေးပေါ့နော်ဒီနားလေးမှာကျွန်တော် point လေးပေါ့နော်သူအဝိုင်းလေးလဲနေလိမ့်မယ်အဝိုင်းလေးလဲပြီးမှယူလို့ရှိရင်သူက FAQ error ပြနေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာအခုဟာတော့ဒါကျွန်တော်နေ့စဉ်ယူထားပြီးသားမလို့အဝိုင်းလေးတော့မလဲတော့ဘူးဒီနေ့သာယူပြီးသွားပြီပေါ့နော်ယူပြီးသွားဆိုအဝိုင်းလေးမလဲဘူးအဲ့တော့ကျွန်တော်ဒီမှာကတော့ဒီမှာ point လေးရမလဲတော့ဘောနော်ကျွန်တော်တကယ်တမ်းကတော့ပြမှာကဒီ point လေးလဲတာလေးနဲ့ကျွန်တော်ပြမှာဘောနော်ပြမှာပြောက်တော့ပြောသွားပြီဘောနော်မိတ်ဆွေတို့မှာအဲ့လိုနားလေးမှာ point လေးလဲနေလိမ့်မယ်ဘောနော် point လေးလဲနေလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဘယ်လောက်ထိကြည့်ပေးရမလဲဆိုလို့ချင်းကျွန်တော်15မိနစ်လောက်ထိကြည့်ပေးလိုက်ဘောနော်ဒီ TikTok ထဲဝင်လိုက်မယ်ကျွန်တော်ပြန်ပြပေးမှာဘောနော်ဒီ VPN တွေဘာမှမခံနိုင်ဘူးဒီရိုးရိုးတိုင်းပဲဘာမှ VPN မခံမနဲ့ကျွန်တော် TikTok ထဲကိုဝင်နေဘောနော်10မိနစ်15မိနစ်လောက်ဝင်ကြည့်လိုက်ဘောနော်ဒီနားလေးမှာအဝိုင်းလေးသူလဲနေလိမ့်မယ်ဘောနော်ဒီနားလေးမှာအဝိုင်းလေးလဲနေလိမ့်မယ်သူ point လေးလဲနေလိမ့်မယ်ဘောနော်အဲ့ဒါကိုကျွန်တော်10မိနစ်15မိနစ်လောက်တက်ကြည့်လိုက်ဘောနော်အဲ့တော့じゃအခုကျွန်တော်ပြမယ်နော်အခုကျွန်တော်ကြည့်နေတဲ့ထားပါဒါ15မိနစ်လောက်ကြည့်ပြမယ်အခုဒီမှာပီလေးနှိပ်လိုက်မယ်နော်ကျွန်တော်ဟိုဘက်မှာ point လေးမတွေ့တော့လို့ဒီပီလေးနှိပ်ပြီးကမှကျွန်တော်ဒီမှာလုပ်ပြမယ်နော်အခုနေယူလို့ရှိရင်ကျွန်တော် FAQ error မိနေသေးတယ်အဲ့တော့ပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ဒီနေ့စဉ်ယူရမယ့်ဟာလေးယူပြီးသွားပြီပေါ့နော်ည9နာရီခွဲလောက်မှကျွန်တော်ပြန်ယူလို့ရမယ်ဒါပေမဲ့ဒီမှာနည်းနည်းလေးကြံသေးတယ်ပေါ့နော်ဒီကောင်လေးပေါ့နော်10ကြိမ်ထိယူလို့ရတယ်ကျွန်တော်6ကြိမ်ပဲရှိသေးတယ်အဲ့ကောင်လေးယူလို့ရတယ်ပေါ့နော်အဲ့ကောင်လေးအခုကျွန်တော်ယူပြလိုက်မယ်ပေါ့နော်ဒီမှာဒါလေးနှိပ်လိုက်လို့ချင်းသူကထိတ်မှာ FAQ ဆိုပြီးကမှပြနေမယ်တွေ့လားမိတ်ဆွေတို့မြင်လားမသိဒီမှာ FAQ ဆိုပြီးကမှပြနေတယ်ယူလို့မရဘူးပေါ့နော်ဒါအခုဆိုလို့ချင်း FAQ ပြနေတယ်ယူလို့မရအဲ့ဒါကိုကျွန်တော်FAQ လေးပျောက်သွားအောင်လုပ်ပြမယ်ပေါ့နော်ဆောနာလုပ်မယ်ဆိုတော့ကျွန်တော်ဆောနာကကျွန်တော်ပြောသလိုပဲပေါ့နော်ဒီ TikTok ထဲဝင်မယ်ဝင်ပြီးကမှကျွန်တော်ဒီတိုင်းဘာ VPN မှမခံမနဲ့ဒီတိုင်းကျွန်တော်10မိနစ်15မိနစ်ပေါ့နော်အဲ့လိုလေး10မိနစ်15မိနစ်လောက်လေးကြည့်နေလိုက်ပေါ့နော်အဲ့လို10မိနစ်15မိနစ်လောက်လေးကြည့်နေလိုက်မယ်ကြည့်ပြီးလို့ရှင်10မိနစ်15မိနစ်လောက်ကြည့်ပြီးသွားလို့ရှင်ကျွန်တော်ပြန်ထွက်လိုက်ပေါ့နော်ထွက်ပြီးကမှ VPN ခံကမှအဝိုင်းလေး2ခေါက်လောက်လဲအောင်ပြန်ပြီးကမှဝင်ထားပြီးကမှပြန်ယူကြည့်မယ်ဆိုလို့ရှင်တော့ရတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒါ10မိနစ်15မိနစ်လောက်ကြည့်တဲ့ထားပါတော့ကျွန်တော်ဗီဒီယိုလေးရှင်းသွားမှာဆိုလို့နည်းနည်းလေးကြော်လိုက်မယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော် TikTok မှာပေါ့နော်ဘာမှ VPN မခံမနဲ့ကျွန်တော်15မိနစ်လောက်ကြည့်ပြီးသွားပြီပေါ့နော်15မိနစ်လောက်ကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်လိုက်မယ်ဟိုးနဲ့ပြန်ထွက်လိုက်မယ်ထွက်ပြီးလို့ရှိရင် VPN လေးတစ်ခုခံလိုက်ပေါ့နော်ဂျပန် region ပါတဲ့ VPN လေးပေါ့နော်ကျွန်တော်ကတော့ Xbox VPN လေးပေါ့နော်ဒီကောင်လေးက line လေးအရန်ကောင်းတယ်ပေါ့နော်ဟိုပြန်လဲပြုတ်မကြဘူးကြော်ညာလည်းမတက်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကဒီ Xbox VPN လေးအသုံးပြုခြင်းနဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဈေးသက်သက်သာနဲ့ပေါ့နော်တစ်လမှာ2000လောက်ဖယ်ရှားမယ်ပေါ့နော်တစ်လမှာ2000ကျပ်ပဲကြမယ်ဝယ်ယူလို့ရတယ်ပေါ့နော်ဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ Telegram account link လေးပေးထားမယ်comment မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် Viber ဖုန်းနံပါတ်လေးလည်းချပေးထားမယ်ပေါ့နော်အဲ့မှာလာရောက်ဆက်သွယ်နိုင်ပါတယ်ကျွန်တော်ဒီ Telegram မှာလည်း high လို့ရတယ်ပေါ့နော် Xbox VPN လေးပေါ့နော် Xbox VPN လေးသုံးနေတဲ့သူတွေပေါ့နော်ဒီမှာတော့သူဒီ TikTok တမားတွေအတွက်ဆိုတော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဗာစိတ်မညစ်ရတော့ VPN သုံးရင်းနဲ့စိတ်မညစ်ရတချို့ဟာတွေကကြော်ညာတွေတက်ပြီးကမှခဏခဏပြန်ပြုတ်တာတော့ရှိတယ်ဒီကောင်လေးကလွယ်ကူရွှေ
နဲ့ဘာမှပြန်မပြုတ်ဘူးပေါ့နော်ကျွန်တော်စိတ်ချမ်းချမ်းသာနဲ့ line တော်တော်ကောင်းတယ် line ကောင်းကောင်းနဲ့အသုံးပြုလို့ရတယ်ပေါ့နော်ဒီ expert VPN လေးကကျွန်တော်ဒီမှာလာရောက်ဝယ်ယူလို့ရပါတယ်ဈေးသက်သက်သာနဲ့ရောင်းချပေးပါအောင်သူများတွေဆိုလို့ရှင်တော့တစ်ကောက်ကို3500လောက်ရှိတယ်ပေါ့နော်ကျွန်တော်က2000ကျပ်နဲ့တစ်လသားမှ2000ကျပ်နဲ့ရောင်းချပေးမယ်ပေါ့နော်အဲ့တော့ expert VPN လေးဝယ်ချင်တယ်ဆိုလို့ရှင်လဲ Telegram link လေးနဲ့ Viber link လေးပို့ပေးထားမယ်အမှလာရောက်ဝယ်နိုင်ပါတယ်အဲ့တော့ကျွန်တော် VPN လေးခံလိုက်ပြီး VPN လေး connect ဖြစ်သွားပြီဆိုလို့ရှင်ကျွန်တော်ဒီ TikTok ထဲပြန်ဝင်လိုက်မယ်TikTok ထဲဝင်ပြီးလို့ရှင်လဲကျွန်တော်တန်းပြီးကမှမသွားနဲ့ပေါ့နော်ဒီထိန်သားလေးမှာ point လေးတွေနေရာလေးရှိလိမ့်မယ်ပေါ့နော်ကျွန်တော်ကတင်ကျင်သောကြီးလို့မလို့နောက်ရက်မဆောက်မဲနဲ့တင်လိုက်တာပေါ့နော်ဒီလိုနားလေးမှာမိတ်ဆွေတို့မှာ point လေးလဲတာလေးရှိမယ်ကျွန်တော်ကဒါဒီနေ့စဉ်လှုပ်ဆောင်ချက်ဒီနေ့စဉ် point တွေယူပြီးသွားလို့မလို့ကျွန်တော်ဒီမှာ point တွေမပေါ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော် point တွေမပေါ်တော့ဘူးအဲ့နေရာလေးမှာတကယ်တမ်းပေါ်ရမှာပေါ့နော်ကျွန်တော်စောင့်နေတာမစောင့်နိုင်တော့ဘူးပေါ့နော် video လေးတင်ကျင်လို့ FAQ ရတာမိနေတဲ့သူလေးများလို့တင်ကျင်လို့ပေါ့နော်အဲ့တော့အဲ့ဒါလေးမှာ point လေးကို2ပတ်လောက်လဲအောင်စောင့်လိုက်ပေါ့နော် video လေး2ပုတ်3ပုတ်လောက်ကြည့်ပေးလိုက်မယ်ပေါ့နော်အတန်မပါတာကတော့ကျွန်တော်ဒီသူတို့အတန်ကကျွန်တော် copyright တွေမိမှာဆိုလို့ကျွန်တော်အတန်နည်းနည်း short ထားပါနော်အဲ့မျိုးပေါ့နော်2ခေါက်3ခေါက်လောက်ကြည့်ပေးလိုက်ပေါ့နော်အဝိုင်းလေး2ခေါက်3ခေါက်လောက်လဲတာလေးပြီးသွားပြီ VPN ခံကမှကြည့်ပြီး2ခေါက်3ခေါက်လောက်လဲလိုက်ပြီးဆိုရင်ဒီနားလေးမှာအဲ့ point လေးရှိအဲ့ဒါလေးနှိပ်လိုက်ပေါ့နော်ကျွန်တော်ကတော့ point လေးကမပေါ်တော့နေ့စဉ်လောက်ဆောင်ချက်တွေယူပြီးသွားလို့အဲ့ဒါကြောင့် profile နှိပ်ပြီးကမှအပေါ်ထိတ်ကကျွန်တော် point လေးပဲသွားနှိပ်လိုက်တော့မှာပေါ့နော်ကျွန်တော်ယူရမှာတစ်ခုပဲကြံတော့တာမဟုတ်လို့ပေါ့နော်ကြံတဲ့နေ့စဉ်လောက်ဆောင်ချက်တွေကယူပြီးသွားပြီအဲ့ဒါဒီမှာပေါ့နော်ဒီကောင်လေးပေါ့နော်စောနာကကျွန်တော်နှိပ်ခဲ့တော့က FAQ error လေးမိတယ်ပေါ့နော်အခုကျွန်တော်နှိပ်ကြည့်လိုက်မယ်တွေ့လားမသိဘူး90ပေါ့နော်တွေ့လား90ရသွားပါတယ်ကျွန်တော်နောက်တစ်ချိန်တနေ့ကို8ချိန်ရတာကကျွန်တော်9ချိန်ပြီးသွားပြီပေါ့နော်ဒါလေးကတစ်ချိန်မကြံတော့ပေါ့နော်ဒီနားလေးမှာ88ရန်လည်းရသွားပြီပေါ့နော်ကျွန်တော်ရန်100ရန်နဲ့ရောင်းမှာဖြစ်ပါတယ်ရန်တွေရောင်းနေတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာစိတ်ချယုံကြည်ရတဲ့သူတွေရှိရပေါ့နော်ရောင်းနေလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်အဲ့တော့ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝ FAQ အဲ့ဒါကနေတိုင်းဟိုလုတ်ပြရတော့ဒါအကောက်တစ်ခုနဲ့တစ်ခုတော့တူကျင်မှတော့တူမယ်ပေါ့နော်တော်တော်များများကတော့ဒီနီးလေးနဲ့အဆင်ပြေနေတယ်ပေါ့နော်ဒီနီးလေးနဲ့အဆင်ပြေနေတယ်အကောက်တိုင်းတော့မဆိုလို့ပေါ့နော်ဒါလေးကတော့ကျွန်တော်နေ့စဉ်ဒီလိုလေးလိုရမှာပြီးရင်ကျွန်တော်ကြည့်တာများသွားနောက်ပိုင်းကျတော့သူက FAQ အဲ့ဒါလေးပြန်ပြမှာပေါ့နော်ပြန်ပြမှာဖြစ်တဲ့အတွက်အဲ့လိုပေါ့နော်နေ့စဉ်ဟိုယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့အကောက်ထဲကိုဝင်အဲ့တော့ပြန်ပြောပြပေးပါမနော်ကျွန်တော် TikTok ထဲကို VPN မှမခံမနဲ့အရင်ဆုံးဝင်ကမှ15မိနစ်လောက်ဗီဒီယိုလေးကြည့်ပေးမယ်15မိနစ်လောက်ကြည့်ပြီးလို့ရှင်ပြန်ထွက်ပြီးကမှ VPN လေးခံ VPN ခံပြီးလို့ရှင်ကျွန်တော်2ခေါက်လောက်အဝိုင်းလေတာ2ခေါက်လောက်ကြည့်ပြီးကမှနေ့စဉ်လုံးဆောင်ချက်လေးတွေဝင်ယူမယ်ဆိုလို့ရှင်တော့ FAQ error လွတ်ပါတယ်နေ့စဉ်အဲ့လိုလေးဝင်ယူကြပါအဲ့ expert VPN လေးဝယ်ယူမယ်ဆိုလို့ရှင်လဲကျွန်တော်ဒီမှာဝယ်ယူလို့ရပါတယ်ဈေးသက်သာနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်